အင်းရဲ့ရီကွယ်မီကတော့သူတာရီရဲ့မက်ထရစ်ဥက္ကဋ္ဌဖြစ်လာရင်ခေါ်ယူမဲ့ထိပ်တန်းကစားသမားကိုလူသိရှင်ကြားကြေညာခဲ့တာပါအဲ့ဒီကစားသမားကတော့လောလောဆယ်မန်ချက်စတာစီးတီးအသင်းမှာ2034ခုနှစ်အထိစာချုပ်ရှိနေတဲ့နော်ဝေးတိုက်စစ်မှုအာလင်းဟာလမ်းပဲဖြစ်ပါတယ်ယိုရီကိုခေါ်ယူနိုင်ခြေရှိတာကလူတိုင်းသိနေတဲ့ရှိုးဝက်ချက်တစ်ခုဖြစ်ပြီးရီကွယ်မီကလည်းစပိန်ကွင်းလယ်လူပေါ်သဘောကျမှုကိုအခုလိုထပ်လောင်းပြောဆိုခဲ့ပါတယ်သူကရီယယ်မက်ဒရစ်အသင်းအားဖြည့်ဖို့လိုအပ်နေတဲ့နေရာမှာကစားတဲ့ထူးချွန်လုံးတဲ့ကစားသမားပါကျွန်တော်တို့သူ့အေဂျင့်နဲ့စကားပြောပြီးပါပြီသူ့အသင်းကိုတော့လေးစားရပါမယ်ဒါပေမဲ့ကျွန်တော်သာဥက္ကဋ္ဌဖြစ်ရင်သူရီယယ်မက်ဒရစ်မှာကစားနေရပါလိမ့်မယ်ကျွန်တော်တက်နိုင်သမျှအကုန်လုံးမှာပါလို့တော့ပြောသွားတယ်ဒီမင်းမြန်းခန်းကိုလက်ရှိဥက္ကဋ္ဌဖလော်ယန်ဒီနို PS ကမော်ရင်ဟိုကိုနေပြဖြစ်ခန့်အကြောင်းကြေညာပြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်ပေါ်တူဂီနီးပြမော်ရင်ဟိုရောက်ရှိလာမဲ့ပေါ်ရီကွယ်မီကအခုလိုမှတ်ချက်ပေးခဲ့ပါတယ်သူကနီးပြကောင်းတစ်ယောက်ပါဒါပေမဲ့သူ့ရဲ့ပုံစံကကျွန်တော်တို့ပရောဂျက်မှာရှာဖွေနေတဲ့သူတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့ပရောဂျက်အတွက်သူ့ကိုသဘောမကျပါဘူးကျွန်တော်မှာတခြားနေပြရှိပါတယ်ကျွန်တော်တို့မှာနီးပြတစ်ယောက်ရှိပြီးသားဖြစ်တယ်လို့ယာဦးနဲ့ဟီယာယိုတို့ရောက်လာတာကလည်းသူတို့ရဲ့ကျွမ်းကျင်မှုအဆင့်တန်းကိုတက်တည်ပြနေတာပါသူတို့ကရီယယ်မက်ဒရစ်တွေးပါတဲ့သူတွေဖြစ်လို့သူတို့ရှိနေရင်ဘယ်သူမှမလိုပါဘူးလို့ပြောသွားပါတယ်တစ်ဆက်တည်းမှာပဲဥက္ကဋ္ဌလောင်းကသူရွေးချယ်ထားတဲ့နီးပြနာမီကိုဇွန်လ9ရက်တောကြာနေ့မှာကြေညာခြင်းတယ်လို့ဝန်ခံခဲ့ပါတယ်ဆိုတော့ပရိသတ်များသူ့ကိုပဲရွေးကြမလားကောမန့်မှာရေးပေးခဲ့ကြပါအောင်